ရွှေအောင်လုံးနဲ့ညနေခင်းနဲ့ကုံဆုံးသွားပြီးတဲ့နောက်မှာနေမောင်တဲ့ညအမောင်ထုနဲ့အကျူကျမ်းမဖွယ်ရတွေပါရော့ပါလာတတ်ပါတယ်ဒီဇလက်မှာလည်းဒီလိုညတညနဲ့မိတ်ဆက်ပေးမှဖြစ်ပါတယ်မိပြည့်ရှင်တဲ့အရာတွေရှိပါတယ်ဒီဖြစ်ပျက်တွေကအိမ်မဆုတစ်ခုလိုရှောက်လဲနေတော့ပါပဲအခုတော့0ရာမှာညနေ6နာရီထိုးခါနေပါပြီဖို့ပြီးစိုးကြီးနဲ့သူ့ရဲ့ညီငယ်အောင်မောင်တို့ကတော့ဆက်ပြီးတွေကိုယူကာလေကွန်းဖက်ကိုတွားနေကြပါတယ်အဲ့ဒီနေရာမှာသူတို့ရဲ့အဖိုးကလေထဲမှာနေပြီးသူတို့ကိုစောင့်နေပါတယ်ကျေးဇူးရှင်တော့အမြင်လာကြကွာအိပ်ပင်နဲ့ကြံတိလဲအဖိုးရှောက်ရှိသေးတယ်မင်းတို့နောက်တော့ထပ်လာရအောင်မယ်ထင်တယ်အဖိုးဒါပေမဲ့မောင်တော့မယ်ဘာတွေစိတ်ပူနေရလဲဆိုကြီးငါတို့ရှိနေပဲအခုညနေပဲရှိသေးတယ်ညမဟုတ်သေးဘူးဒါပေမဲ့အခုဖို့ပင်ကဲစကားများမနေတော့လာအများကြီးတွေတင်ကြလို့မောင်ညမောင်သွားလိမ့်မယ်အောင်မထစပီးပေါ်စပားကြီးတွေတင်တောင်းရလုံးကတော့ညမမခင်အိမ်ပြန်ရောက်မယ်ဆိုတဲ့အတွေ့နဲ့အိမ်ပြန်လာခဲ့ကြပါတယ်ဟဲ့ဆိုကြီးနောက်တစ်ခါအောင်မခေါ်လာတော့မဟုတ်ဘူးလားအင်းကိုမခေါ်လာတော့မဟုတ်ဘူးကျွန်တော်လည်းလိုက်မယ်ကျွန်တော်လည်းအကိုနဲ့အတူလိုက်ရှင်တယ်လေโอเคလိုက်လို့ရတယ်ဒါပေမဲ့ဒီလမ်းမှာမင်းမကောင်းဆိုးအောင်မရှိတာမင်းမသိဘူးလားဒီမှာဘာမကောင်းဆိုးအောင်မှမရှိဘူးမညာနဲ့ဒါဆိုမင်းရဲ့ကိုမေးလိုက်ဒီလမ်းကရေတွင်းပြမှာမကောင်းဆိုးအောင်မှရှိလားမရှိဘူးလားလို့မင်းတို့ညငါ့ကိုလိန်ပြောနေတာငါသိတယ်မင်းတို့ငါ့ကိုရှောက်ဖို့ပြောနေကြတာဟုတ်တယ်မြောင်နဲ့မင်းကိုစားတော့တဲ့အခါကျမှမင်းနားလေလိမ့်မယ်ကိုဖို့ပဲကလေးကိုမချောက်ပါနဲ့တော့ဟယ်လိုတမင်လောက်ဆောင်နေကိုမြန်လာခဲ့မယ်ဆိုရင်မင်းတို့ဖြစ်လာခဲ့ကြနော်ငါရှိကသွားတော့မယ်ရှိမှငါကောင်မလေးစောင့်နေလို့အရှိကတစ်ပင်နာမှာငါရှိမယ်ဟုတ်ပြီကိုသွားလိုက်ကျွန်တော်တို့အနောက်ကနေဖြစ်လိုက်ခဲ့မယ်ဆိုရင်အမောင်တို့နှစ်ယောက်လည်းအိမ်ပြန်လာရင်သူတို့လမ်းတစ်ဝက်မှာနေကအတော်မောင်သွားပြီဖြစ်ပါတယ်အမောင်တေးရှာကြည့်ရှင်းမှာဂျိုင်းတစ်ခုရှိတယ်စပင်းကအနောက်ကနေတွေးပေးအောင်နော်တအားလေးတယ်အမောင်ကြည့်အောင်ဒါအကိုဖူးပဲဆက်ပြီးမဟုတ်ဘူးလားဘလို့လဲနေလဲဟုတ်တယ်ကိုဒါပေမဲ့အကိုဖူးပဲရောဘယ်မှာလဲအကိုဖူးပဲရေထဲပေါ်မှာထိုင်တာအဲ့ဒါဘာလို့လဲအကိုဖူးပဲမဟုတ်ဘူးလားအမောင်စပင်းကိုကင်ထားနေအိုးကိုဖူးပဲဘာလို့အဲ့မှာထိုင်တာလဲဆိုကြီးလဲဖူးပဲနားကိုရှင်းကပ်သွားပါတယ်ဖူးပဲလဲထူးထူးဆန်းဆန်းပြုတ်မှုတွေပြုတ်လို့နေပါတယ်အကိုဖူးပဲဘာကြောင့်ကြီးနေလဲဆိုရင်လေဖို့ပေနာရောက်ခါနေမှာပဲဖို့ပေရေတွင်းထဲပြုတ်ကျသွားပါတယ်ကိုဖို့ပေဆိုကြီးရဲ့မြင်ကွင်းရှိမှာတင်ရေတွင်းထဲကျသွားတဲ့ဖို့ပေကိုရေအောက်ကနေပြီးတော့အမျိုးသမီးတယောက်ကဆွဲချသွားပါတယ်ဒီဖြစ်ပျက်တွေအားလုံးမြင်ပြီးတဲ့နောက်မှာဆိုကြီးလည်းအတော့ကိုကြောက်သွားပြီးဘာလို့ရမှန်းတော့မသိတော့ပါဘူးသူညီအောင်မောင်းရှိရကိုလဲကြည့်လိုက်တော့လဲသူညီအောင်မောင်းကရှိမနေတော့ပါဘူးနောက်မြင်ပြီးဆိုကြီးလဲပို့ပြီးဆိုရင်သွားပြီးအောင်မောင်းရှိတဲ့နေရာကိုပြေးကြည့်တော့လဲကျနေတဲ့ဆက်ပြီးနဲ့စပားအိတ်ကလွယ်ပြီးပတ်ဝန်းကျင်တစ်ခုလုံးကဘာမှမရှိပါဘူးအောင်မောင်းညီလေးမင်းဘယ်မှာလဲအောင်မောင်းညီလေးအောင်မောင်းကိုမတွေ့လို့ဆိုကြီးတယောက်ဆိုရင်တကြီးလိုက်ချနေတော့မှာပဲ
ရုတ်တရက်တစ်ပင်ဖက်ကနေပြီးတော့အောင်မောင်ပြေးလာပြီးရေတွင်းဖက်ကိုတဲတဲပြစ်ထွက်သွားပါတယ်ဒါကိုမြင်ပြီးစိုးကြီးတယောက်အောင်မောင်ကိုတားဖို့အနောက်ကလိုက်ပေမဲ့မမီတော့ပဲအောင်မောင်ကရေတွင်းထဲကိုခုန်ချသွားပါတယ်ပထမအဖြစ်ပြက်လိုပဲအောင်မောင်ကိုရေကန်ထဲကနေပြီးတော့အမျိုးသမီးတယောက်ကဆွဲယူသွားပါတယ်စိုးကြီးရှေ့မှာတင်ညီကိုနှစ်ယောက်လုံးဆုံးသွားတာမြင်ပြီးစိုးကြီးလည်းတတိကင်းမဲ့တယ်လို့ဖြစ်သွားပါတယ်စိုးကြီးလည်းရေတွေးပေးနားမှာထိုင်ပြီးငိုနေတော့မှပဲအမျိုးသမီးတယောက်ရောက်လာပြီးတော့စိုးကြီးရဲ့စပင်ကိုကင်ကရေတွင်းနေရတဲ့အချိန်ချင်းဆောင်းရိုက်ပါတယ်စိုးကြီးလည်းဘာမှပြန်မလုပ်နိုင်ပဲမေ့လေသွားပါတယ်သူတတိပြန်ရလာရှင်မှာသူဆေးရုံပေါ်မှာနိုးလာပါတယ်ငါရဲ့ညီကိုနှစ်ယောက်စလုံးကိုတတ်ခဲ့တဲ့အဲ့ဒီအမျိုးသမီးကဘာတူလဲငါကဘာကြောင့်မတေပဲလွတ်လာတာလဲဒါကရောတကယ်ဖြစ်ပြက်လားဒါမှမဟုတ်ငါအိမ်မက်မြတ်နေတာလား